တခါတလေကိုကပြဿနာကြုံတဲ့အခါမှာဘုရားခင်ကဘာဖြစ်လို့ငါ့ကိုဒီလိုပြဿနာကြုံစီတာလဲဘုရားခင်ကငါ့ကိုဒီလိုအခက်ခဲထဲမှာဘာဖြစ်လို့တွန်းပို့တာလဲဘုရားခင်ကတကိုးကြီးရဲ့သားနဲ့ကုညီနိုင်ရဲ့သားနဲ့ငါ့ကိုဘာဖြစ်လို့မကုညီပေးတာလဲဘာဖြစ်လို့ငါ့ကိုဒီလိုအမှုရာကြုံတွေ့စေတာလဲဆိုပြီးတော့မိကွန်းထုတ်ကြတယ်အမှန်တော့ကျွန်မပြောချင်တယ်ဘုရားကတင့်ပေါ်မှာလာပြီးတော့အပြစ်လုပ်ထားတာမှမဟုတ်တာကျမတို့ကပဲဘုရားခင်ကိုလိုသုံးလုပ်တတ်ကြတာလိုတဲ့အခါကျရင်ကိုတော့ကုညီပေးဒါပေမဲ့အစဉ်ပြေသွားတဲ့အခါကျရင်ကိုတော့ဘုရားကိုမေ့နေတတ်တဲ့အချိန်ကာလတွေရှိလားမရှိဘူးလားညီကောင်မမတို့ရှိတယ်ဒီနေ့နားလေစေခြင်းနဲ့ညီကောင်မမတွေသင်အသက်ရှင်သေးတယ်သင်ကိုဘုရားသခင်ကဒီလောကထဲမှာအသက်ရှင်ခွင့်ပေးထားသေးတယ်ဆိုအဲ့ဒါဘုရားကောင်းလို့ပဲဘေးနားမှာရှိတဲ့အရာတွေအားလုံးကပြိုပြက်သွားနေတဲ့အချိန်မှာသင်ရဲ့အသက်တာကိုဒီလောကထဲကနေဘုရားသခင်ကမရွေ့လျားစေဘူးမပြောက်ကွယ်သေးစေဘူးဆိုတဲ့အရာကဘုရားခင်သင်ကိုတိတ်ချစ်လုံးလို့ယေရှုပြုနေတာအာမင်ဒါကြောင့်မလို့နားလေစေခြင်းနဲ့ဘုရားသခင်သင်အပေါ်မှာအပြစ်တစ်ခါမှမလုပ်ခဲ့ဘူးအဲ့တော့ဘုရားသခင်ကိုသင်ချီနှောင်ထားတယ်ဆိုသင်မဲ့ဒုက္ခရောက်လိမ့်မယ်ဒါပထမဦးဆုံးသိစေခြင်းတဲ့အရာနောက်တစ်ခုကဘာလဲဆိုတော့လူချင်းချီနှောင်တဲ့အရာပေါ့အဲ့တော့ချီနှောင်တယ်လို့ပြောတဲ့အခါမှာဘလို့လူတွေကိုကျမတို့ချီနှောင်မိတယ်လေဆိုလို့ရှိရင်ကျမတို့အရန်ယုံကြည်ရတဲ့သူတွေကျမတို့ပုံမှာသစ္စာဖောက်တဲ့အခါမှာကျမတို့ချီနှောင်မိတယ်ကျမတို့ရိုသေလေးစားပါတယ်ဆိုတဲ့သူတွေကျမတို့ရဲ့အရှိမလိန်ညာသွားတဲ့အရာတွေကိုမြင်ရတဲ့အခါမှာကျမတို့ခံစားရတယ်နာကျင်ရတယ်ကျမတို့ချစ်ရပါတယ်ဆိုတဲ့သူတွေကျမတို့ပုံမှာသစ္စာဖောက်သွားတဲ့အခါမှာကျမတို့နှလုံးသားတွေကြေကွဲရတယ်အဲ့ဒီຢာကတော့ကျမတို့ပတ်ဝန်းကျင်မှာအမြဲတမ်းဖြစ်နေတဲ့အရာတစ်ခုဖြစ်ပါတယ်ပြီးရင်ကျမတို့ကြည့်လိုက်မယ်ဆိုလို့ရှိရင်ကျမတို့ရဲ့မိသားစုတွေထဲမှာကျမတို့ကိုတိတ်ချစ်ပါတယ်ဆိုတဲ့မိဘတွေကျမတို့ကိုတစ်ခါတည်းထွေးပွေပြီးတော့ယူရပြီးတော့တစ်ခါတည်းအသက်ကိုပေးလောက်တဲ့အထိချစ်ပါတယ်ဆိုတဲ့မိဘတွေရှိကြပါတယ်ဒါပေမဲ့အဲ့ဒီမိဘတွေကပဲတစ်ခါတည်းကျမတို့ကိုနာကျင်အောင်အာနာကိုတုံးပြီးတော့ရိုက်တယ်ကျမတို့ကိုဆွတ်ဆွဲတယ်ကျမတို့ကိုတော့မတရားတော့တစ်ခါတည်းတရားဆုံးဖြတ်လိုက်တဲ့အရာတွေမိသားစုထဲမှာလည်းရှိကြပြန်တယ်အဲ့တော့ဘာဖြစ်လာလဲဆိုတော့ကိုယ့်ရဲ့မိဘကိုနာကျင်လွန်းလို့ခွဲခွာသွားခြင်းနဲ့ခွင့်မလွတ်နိုင်တဲ့အရာဆိုတာလည်းရှိတယ်တချို့တွေကကြတော့လေနော်ကိုယ့်ရဲ့သားသမီးကိုကိုဘလောက်ပဲချစ်ချစ်သားသမီးရဲ့ထံကနေပြန်လာတဲ့တုံ့ပြန်မှုတွေကနာကျင်လွန်းတဲ့အတွက်ကြောင့်မလို့သားသမီးကိုစွန့်လွတ်ခြင်းလောက်တဲ့အထိခွင့်မလွတ်နိုင်တဲ့အရာတွေရှိကောင်းရှိနိုင်တယ်ညီကောင်မောင်မတို့ဒီနေ့ခွင့်လွတ်ခြင်းဆိုတဲ့အရာကလောကမှာအခက်ခဲဆုံးဖြစ်တယ်ဟုတ်ပါသလားမှန်လားအခက်ခဲပါတယ်ဆိုတဲ့ဒီနေ့လက်မြောက်ပါအောင်ဟုတ်တယ်ဒီနေ့တော့ခွင့်မလွတ်နိုင်ထားတဲ့သူတွေအားလုံးတွေ့ပြီမိကွန်းနဲ့နော်အငိုက်ဖမ်းကြည့်တာခွင့်လွတ်နိုင်ဖို့ရန်အတွက်နီးလဲနှစ်ခုရှိတယ်ဘယ်နှစ်ခုရှိလဲနှစ်ခုအဲ့တော့ဒီဟာလေးကိုကျွန်မထိုးပေးစေချင်တယ်အဲ့တော့ခွင့်လွတ်နိုင်ဖို့အတွက်နီးလဲနှစ်ခုရှိတယ်ပထမတစ်ခုကဘာလဲဆိုတော့ဖတ်ပါအောင်တစ်ဖက်သက်ခွင့်လွတ်ပေးခြင်းတစ်ဖက်ကလူကကိုယ့်ကိုဘလောက်ပဲကျူးလွန်ဘလောက်ပဲစော်ကားဘလောက်ပဲနာကျင်အောင်လုပ်နေပါစေချစ်လွန်းတဲ့အတွက်ကြောင့်မလို့ तू ဘာပဲလှုပ်ကိုကခွင့်လွတ်ပေးနေတဲ့အရာပေါ့ဒီအရာကတော့ဒီလောကမှာရမ်းရှားပါတယ်ဖခင်ရဲ့မေတ္တာကိုမရှိဘူးဆိုရင်ဘယ်သူကမှထိုကဲ့သို့တစ်ဖက်သက်ခွင့်လွတ်နိုင်တယ်ဆိုတဲ့အရာမရှိဘူးတော့ဖခင်ရဲ့မေတ္တာကိုပြန်ပြီးတော့စဉ်းစားဆင်ခြင်လိုက်မယ်ဆိုရင်လေဖခင်ရဲ့မေတ္တာကအယံကိုနှဆိုင်လွန်းတယ်ဖခင်ရဲ့မေတ္တာကဘယ်လိုမေတ္တာမျိုးလဲဆိုတော့ကျွန်မနောက်ကလိုက်ပြောပါငါတို့သည်အပြစ်ရှိစဉ်ပင်ခရစ်တော်သည်ငါတို့အတွက်ကြောင့်အသေးခံတော်မူသည်ဖြစ်၍ဖျားသခင်သည်ငါတို့ကိုအဘယ်မျှလောက်ချစ်တော်မူသည်ကိုထင်ရှားစွာပြတော်မူ၏ဖျားရဲ့အချစ်ကကြတော့အပြစ်ရှိနေတဲ့အချိန်မှာပဲလင်ခွင့်လွတ်ပြီးတော့ချစ်နေတာအာမင်အဲ့တော့ကောင်းကင်အောင်မြေကြီးပေါ်မှာအပြစ်ရှိရဲ့သားနဲ့ကျူးလွန်ရဲ့သားနဲ့ဖျားကိုနာကျင်စေရဲ့သားနဲ့ခွင့်လွတ်တယ်ဆိုတဲ့အရာကကျမတို့ကိုးကွယ်တဲ့ယေရှုခရစ်တော်တပါးပဲရှိတယ်အာမင်ဒီလောကထဲမှာတော့ကိုလို့ရင်ကိုခံရမယ်မင်းအပြစ်နဲ့မင်းခံလို့ပြောပေမဲ့ယေရှုဖခင်ကတော့ထိုကဲ့သို့မပြောမင်းအပြစ်လုပ်တယ်ငါခံမယ်တဲ့မင်းအပြစ်လုပ်တယ်မင်းကိုစားငါလက်ဝါးကားတိုင်ပေါ်မှာကိုစားခံပေးမယ်လို့ပြောရတဲ့ဖခင်ကယေရှုခရစ်တော်ဖခင်တပါးပဲရှိတယ်ချစ်ချင်းမြတ်တာကိုစာတွေ့ပဲပြတာမဟုတ်ချစ်ချင်းမြတ်တာကိုအသက်နဲ့ရှင်ပြီးတော့ပြသွားတဲ့ဖခင်ဖြစ်တယ်ကောင်းမြတ်တဲ့ဖခင်ကိုလက်ခုပ်တီးပြီးတော့ချီးမွမ်းရအာမင်ဒီနေရာမှာကြည့်လိုက်တဲ့အခါမှာခွင့်လွတ်ခြင်းဆိုတဲ့အရာကမမျှတတဲ့အရာပြောမယ်နော်ခွင့်လွတ်ခြင်းဆိုတာမျှတလားမမျှတတစ်ဖက်ကလာပြီးတော့ကိုယ့်ကိုလာလှုပ်ထားတဲ့အရာပေါ်မှာပြစ်ဒဏ်ခံသင့်ရဲ့သားနဲ့ကိုကလျှော်ပေးလိုက်တာအဲ့တော့ခွင့်လွတ်ခြင်းဆိုတာမျှတလား
ဒီလောကမှာတော့လူတွေကမျှတမှုတရားမျှတမှုဆိုတော့အော်နေကြတယ်ဒါပေမဲ့ဖယားသခင်ရဲ့ခွင့်လွှတ်ခြင်းထဲမှာတော့မမျှတပေမဲ့လေသူကခွင့်လွှတ်ပေးနေတယ်အဲ့အရေးကြီးပါတယ်ယုံကြည်သူများကျမတို့ကဖယားရဲ့နှလုံးသားတကယ်ရှိလာပြီဆိုလို့ရှိရင်စဉ်းစားလိုက်တဲ့အချိန်တိုင်းမှာကိုယ်ညံနဲ့တိုင်းတာလိုက်တဲ့အချိန်တိုင်းမှာမမျှတဘူးလို့ဘလောက်ပဲထင်ရပေမဲ့အဲ့ဒီဖယားနှလုံးသားကိုကျမတို့ရသွားပြီဆိုရင်တော့မမျှတလဲလက်ခံတယ်မမျှတလဲဖယားရဲ့အမြင်နဲ့ကြည့်နိုင်တယ်အဲ့ဒီလိုပြောလိုက်တဲ့အခါမှာဟာဆရာမဘာတွေပြောနေလဲမသိဘူးနှုတ်ကပတ်တော်နဲ့ပြောမယ်အာမင်ဒါဆိုကျမတို့ရဲ့အသက်တာထဲမှာချုံနှောင်ထားတဲ့အရာတွေအားလုံးတွေကလွတ်မြောက်ခြင်းရမှာဖြစ်တယ်ကဲအဲ့တော့ဒုတိယတစ်ခုကကြတော့ဘာလဲဆိုတော့ခွင့်လွှတ်ခြင်းထဲမှာဒုတိယတစ်ခုကတောင်းပန်ခြင်းကြောင့်ခွင့်လွှတ်ခြင်းလိုက်ပြောပါဦးအဲ့တော့လူတစ်ယောက်နဲ့တစ်ယောက်ပြဿနာဖြစ်တဲ့အခါမှာကိုကပြေလည်မှုရခြင်းနေဆိုရင်ဘာလို့ရလဲဆိုတော့တစ်ဖက်ကသူကသွားပြီးတော့အလျှော့ပေးလိုက်တော့မှာပဲအခုနမမျှတပါစေရတယ်သူနဲ့ငါနဲ့ဂျားထဲမှာဘာအဆိုင်ခဲမှမရှိခြင်းဘူးဆိုတဲ့နှလုံးသားသူနဲ့ငါနဲ့ဂျားထဲမှာတတိုင်းမရှိခြင်းဘူးသူနဲ့ငါနဲ့ဂျားထဲမှာမေတ္တာပဲရှိခြင်းနေဆိုနှလုံးသားရှိတဲ့သူကဘာလုပ်လဲဆိုလို့ရှိရင်သွားပြီးတော့တောင်းပန်တယ်အဲ့တော့ယုံကြည်သူတယောက်ချင်းဆိုင်တဲ့ဒါလေးကိုပြောပြခြင်းတယ်ဝိညာဉ်ပိုင်းဆိုင်မှာတကယ်ရင့်ကျက်တဲ့သူကသူတစ်ပါးကလာတောင်းပန်မတောင်းပန်မယ်ကိုကပြေလည်မှုရဖို့နဲ့အရင်တောင်းပန်တတ်တယ်အဲ့လူနှစ်ယောက်မှာဘသူကပိုရင့်ကျက်တယ်လဲဆိုတဲ့အရာကိုအဲ့ဒီအရာနဲ့တိုင်းတာလို့ရတယ်။ဘာဖြစ်လို့လဲဖခင်ရဲ့စိတ်သဘောသူ့ထဲမှာရှိနေအောင်။အာမင်။ဒါကြောင့်ဒီနှုတ်ကပတ်တော်ထဲမှာလေ့လာလိုက်တဲ့အခါမှာမဿဲခရစ်အခန်းကြီး6အခန်းငယ်7မှာယေရှုခရစ်တော်ကအပြစ်ခွင့်လွှတ်ခြင်းနဲ့ဆိုင်တဲ့နှုတ်ကပတ်တော်ကိုသင်ပေးတယ်။အဲ့တော့ကျမတို့အားလုံးယေရှုခရစ်တော်သင်ပေးခဲ့တဲ့ပဋ္ဌနာတော်အားလုံးအလွတ်ရမယ်လို့ကျမယုံကြည်တယ်။ကောင်းကင်ဘုံ၌ရှိတော်မူသောကျွန်ုပ်တို့၏ဖကိုရိနာမတော်အားယိုသေလေးမြတ်ခြင်းရှိပါစေသောနိုင်ငံတော်တည်ထောင်ပါစေသောအလိုတော်သည်ကောင်းကင်ဘုံ၌ပြည့်စုံတဲ့ကဲ့သို့မြေကြီးပေါ်မှာပြည့်စုံပါစေသောအသက်မွေးလောက်သောအစာကိုကျွန်ုပ်တို့အားနေ့ရက်စဉ်တိုင်းပေးသနာတော်မူပါသူတစ်ပါးသည်ကျွန်ုပ်တို့ကိုပြစ်မှားသောအပြစ်များကိုကျွန်ုပ်တို့သည်လွတ်တဲ့ကဲ့သို့ကျွန်ုပ်တို့၏အပြစ်များကိုလည်းလွတ်တော်မူပါကဲဒီထိရတယ်အဲ့ဒီနေရာမှာယေရှုသင်ပေးတဲ့အရာလေးရှိတယ်သူတစ်ပါးကကျွန်ုပ်တို့ကိုပြစ်မှားတဲ့အပြစ်ကိုကျွန်ုပ်တို့ကလွတ်တဲ့ကဲ့သို့တဲ့ကျွန်ုပ်တို့ရဲ့အပြစ်ကိုလွတ်တော်မူပါတဲ့အဲ့ဒီနေရာမှာတေချာစဉ်းစားမယ့်အရာတစ်ခုကဘာလဲဆိုတော့သူတစ်ပါးရဲ့အပြစ်ကိုကိုကလွတ်လိုက်မှဖခင်ကကျမတို့ရဲ့အပြစ်ကိုလွတ်မယ်လို့ပြောနေခြင်းတခါတည်းကျမတို့ကစဉ်းစားလိုက်တဲ့အရာကဘာလဲဆိုတော့တန်ရှင်းသောဝိညာဉ်တော်ကိုပြစ်မှားမိတယ်ဆိုရင်ခမည်းတော်ဘုရားသခင်ရဲ့အပြစ်ခွင့်လွတ်ခြင်းမရဘူးဆိုတဲ့အရာတစ်ခုတော့သိကြပါမယ်ဘုရားသခင်ဖန်ဆင်းထားတဲ့လူချင်းကိုခွင့်မလွတ်နိုင်ဘူးဆိုရင်တင့်ရဲ့တတ်တာထဲမှာခမည်းတော်ဘုရားခွင့်လွတ်ခြင်းမရနိုင်ဘူးအာမင်အဲ့တော့ယေရှုခရစ်တော်ဘုရားကအပြစ်ခွင့်လွှတ်ခြင်းနဲ့ဆိုင်တဲ့အရာကိုသင်ပြီးတဲ့နောက်ပိုင်းမှာထပ်ပြီးတော့သူကအကျေတဝတ်လေးနဲ့ထပ်ပြီးတော့သင်ပေးတယ်အဲ့တော့လုကာခရစ်အခန်းကြီး19ကိုရောက်လာတဲ့အခါမှာဒါလေးကိုဖတ်ရအောင်သင်တို့သည်ကိုသတိပြုကြလော့သင်ညီကိုသည်တင့်ကိုပြစ်မှားလင်သူ့ကိုဆုံးမလော့သူသည်နောင်တရလျင်သူ၏အပြစ်ကိုလွတ်လော့ဒီနေ့ချင်းတွင်9ကြိမ်မြောက်အောင်တင့်ကိုပြစ်မှား၍9ကြိမ်မြောက်အောင်တင့်ထန်သို့လှည့်၍နောင်တရပါ၏ဟုဆိုလျင်သူ၏အပြစ်ကိုလွတ်လော့ဟုမိန့်တော်မူ၏ဒီနေ့ချင်းမှာဘယ်နှကြိမ်လဲ9ကြိမ်ကိုယ့်ပေါ်မှာတရက်ထဲနဲ့9ကြိမ်ပြစ်မှားပြီးတော့တခါတည်းနာကျင်အောင်လှုပ်လိုက်တဲ့သူရှိဘူးလားဟာအမျိုးသမီးတွေထွက်တယ်ဒါဆိုအိမ်ကအမျိုးသားပဲဖြစ်ရမယ်ဒီနေ့တည်းမှာလုံးဝခွင့်မလွတ်နိုင်တဲ့အထိအသေးပတ်အောင်နာတဲ့သူရှိလား9ကြိမ်အဲ့လောက်တော့မရှိပါဘူးတော့ကျမရှိပါတယ်တဲ့ထပ်ပြီးတော့သူဝန်ခံနေတော့မယ်ခဏနေ healing လို့တယ်သူ့သေချာဆုတောင်းပေးရမယ်ကျမတို့ဘဝတကွေ့ကွေ့မှာလေဟာ तू ကတော့ငါ့ကိုနော်တကယ့်ကို तू တမင်တက်လှုပ်လိုက်တာပဲဆိုပြီးတော့အထဲထဲအထိနာတဲ့အရာမျိုးတွေနော် तू 1ယောက်2ယောက်အလွန်ဆုံး3ယောက်လောက်ပေါ့အဲ့လိုပတ်ဝန်းကျင်ကျမတို့ရှိကောင်းရှိနိုင်တယ်ဒါပေမဲ့အရန်ကိုခက်ခဲပြင်းထန်လုံးပြီးတော့ခွင့်လွတ်ဖို့ရတဲ့ကိုယ့်ကိုတခါတည်းမတော်မတရားရိုက်နှက်မတော်မတရားအနောက်ကနေပြီးတော့နော်ကိုယ့်ရဲ့အတင်းတွေကိုမလုပ်တဲ့အရာတွေအားလုံးကိုပြောတယ်ဆိုလို့ရှိရင်တော့ဒါကတော့ခွင့်လွတ်နိုင်ဖို့အတွက်အရန်ခက်တယ်လေဟိုယုံကြည်စိတ်ချရတဲ့သူတယောက်ကကိုယ့်ကိုလှုပ်တာလေဆိုတော့အဲ့လိုအခြေအနေမျိုးမှာကြုံလာရပြီဆိုတရက်ထဲမှာ9ကြိမ်တွေ့ကြုံပြီဆိုလည်းခွင့်လွတ်ပါလို့ယေရှုခရစ်တော်ကတပည့်တော်တွေကိုသင်ပေးတယ်ဒါနဲ့မဿဲ18ရောက်လာပြီပေတရုကဘယ်တည်းကချောင်းနေလဲမသိဘူးသူခွင့်မလွတ်နိုင်တဲ့သူတယောက်ကောင်းကောင်းရှိကိုရှိနေတယ်အဲ့တော့သူယေရှုကပထမချိန်သင်ပေးတာအချင်းချင်းဘာဖြစ်လဲကိုယ့်ရဲ့အပြစ်ကို
ဖခင်ရဲ့အရှိမဝန်ချတောင်းပန်တယောက်နဲ့တယောက်ခွင့်လွတ်ဒါဆိုကောင်းကင်ဘုံမှာရှိတဲ့အဖခမည်းတော်ကခွင့်လွတ်မယ်အဲ့တော့ဒီလိုနဲ့မလုံလောက်ဘူးအဲ့တော့တစ်ချိန်တောင်းပန်တာနဲ့မလုံလောက်ဘူးဆိုတဲ့အရာကိုယေရှုကပြောပြတာနဲ့မကဘဲနဲ့ခုနှစ်ချိန်လောက်လာပြီးတော့တင့်ကိုပြစ်မှားတယ်ဆိုလို့ရှိရင်လည်းဘာဖြစ်ပြရမလဲလာတောင်းပန်နေဆိုရင်ဒါနဲ့မသက်ခင်းကြီး18ရောက်လာတဲ့အခါမှာရှင်ပေတရုကယေရှုကိုတက်ချင်းကပ်ပြီးတော့မှသူကဘာပြောလဲဆိုတော့ညီအကိုဒီအကျွန်ုပ်ကိုပြစ်မှား၍အကျွန်ုပ်ဒီသူ၏အပြစ်ကိုဘယ်နှကြိမ်လွတ်ရပါအဲ့နီခုနှစ်ကြိမ်မြောက်အောင်လွတ်ရပါအံ့လို့ဟုမေးလျှောက်တော့ယေရှုကခုနှစ်ကြိမ်မြောက်အောင်လွတ်ရမည်ငါမဆိုအကြိမ်80ခုနှစ်လီမြောက်အောင်လွတ်ရမည်ဟုငါဆို၏အဲ့တော့သူထင်ထားတာယေရှုခရစ်တော်ကခုနှစ်ကြိမ်လောက်နော်ခွင့်လွတ်ပြီးလို့ရှိရင်ရပြီလို့တင်တယ်လို့သူကထင်ခဲ့တာအမှန်တော့ယေရှုဆိုလိုချင်တဲ့အရာကအဲ့ဒါကိုပြောနေတာမဟုတ်ဘူးသူဆိုလိုချင်တဲ့အရာကကိုယ့်ရဲ့အသက်တာထဲမှာလူတွေကလာပြီးတော့ပြစ်မှားတယ်ကိုယ့်ကိုခေါင်းကိုတက်နှင်းသွားတဲ့အရာမျိုးကိုယ့်ကိုစော်ကားသွားတဲ့အရာတွေကိုကျမတို့ကြုံဆုံရတဲ့အခါမှာခုနှစ်ကြိမ်လောက်ပဲမဟုတ်ဘူးယေရှုခရစ်တော်ကပေတရုကိုပြန်ပြီးတော့ရှင်းပြတယ်ပေတရုအနေနဲ့သူစဉ်းစားတဲ့အရာကအခုဒီလူငါ့ကိုအပြစ်လုပ်ထားတာ6ကြိမ်မြောက်နေပြီဟိုတလောကယေရှုတင်သွားတယ်ခုနှစ်ကြိမ်အထိခွင့်လွတ်ဆိုတော့ငါဘာပဲပြောအခုခုနှစ်ကြိမ်မြောက်ပြီဆိုတော့ဒီလူကငါပြန်ပြီးတော့လှုပ်ရတဲ့အလှည့်ပဲလို့ပေတရုစဉ်းစားထားနေတူတယ်ကျမတို့အဲ့လိုတေးထားတာလေဘယ်အချိန်မှာကိုယ့်အလှည့်လာမလဲလို့စဉ်းစားတတ်ကြတယ်အမှန်တော့ခွင့်လွတ်ခြင်းဆိုတဲ့အရာကဘယ်အချိန်ကိုယ့်အလှည့်လာမလဲဆိုတဲ့အရာကိုစဉ်းစားတာမဟုတ်ဘူးငါဘယ်လိုအလျှော့ပေးရင်ကောင်းမလဲလို့စဉ်းစားတာမတူဘူးနော်ဇာတိသဘောနဲ့ဖခင်ရဲ့စကားကိုနားထောင်မယ်ဆိုရင်ဒီကားတိုင်ကြီးကထမ်းရခတ်တယ်ဒါပေမဲ့ချစ်ချင်းမေတ္တာနဲ့ဖခင်ရဲ့စကားကိုနားထောင်မယ်ဆိုဒီကားတိုင်ကဘလောက်ပဲလေးလေးကိုယ့်အတွက်ပေါ့နေတယ်ကြာထမ်းနိုင်တဲ့အရာတစ်ခုလို့ကိုကခံစားလို့ရမှာဖြစ်တယ်အဲ့တော့ကြည့်တဲ့အခါမှာယေရှုခရစ်တော်ကဘာပြောလဲဆိုတော့အကျိန်80ခုနှစ်လီမြောက်အောင်လွှတ်ရမည်ဟုငါဆို၏တဲ့အဲ့ဒီနေရာမှာကြည့်လိုက်တဲ့အခါမှာ80နဲ့9လီဆိုဘယ်လောက်ရလဲအဖေက490ရတယ်အဲ့တော့အထူးသဖြင့်အိမ်မှာရှိတဲ့အမျိုးသမီးတွေကကျမခင်မွန်းတယ်ကိုကျမခွင့်လွှတ်တာအကျိန်490မကတော့ဘူးတဲ့နော်ဒီလိုနှုတ်ကပတ်တော်တွေဝင်ခါတဲ့အခါမှာအဲ့တော့ကျမကဘာလို့ရမှာလဲအဲ့တော့တခါတည်းပြပြသားပြောပြစေဘယ်အချိန်မှာလက်တုံပြန်ကောင်းမလဲလို့စဉ်းစားနေဆိုသင်ဘယ်တော့မှစစ်မှန်တဲ့ခွင့်လွှတ်ခြင်းကိုပေးနိုင်မှာမဟုတ်ခွင့်လွတ်တယ်လို့သင်ကတတ်မှတ်ပြီးပြီဆိုလို့ရှင်လေအဲ့ဒီလူရဲ့အပေါ်မှာအခုနလိုငါဘယ်အချိန်ပြန်လွတ်ရမယ်လဲဆိုတော့အညိုအတေးလည်းရှိမှာမဟုတ်အညိုအတေးရှိနေတယ်ဆိုတဲ့အရာကခွင့်မလွတ်ထားသေးလို့လက်ခံလားလက်ခံတယ်ခင်မွန်းတယ်